မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2026ခုနှစ်မတ်လအတွင်းမှာမိဖုရားတီဖွာ Aries တွေရဲ့ကံကြမ္မာကဘယ်လိုရှိမလဲဆိုတာကိုပြောပြပေးသွားမှာပါ Aries တွေအတွက်ဒီလဟာအခွင့်အလမ်းသစ်တွေရောစိန်ခေါ်မှုတွေရောဒွန်တွဲနေတဲ့လတစ်လဖြစ်ပါတယ်အထူးသဖြင့်စိတ်ရှည်ဖို့အတော်လေးလိုအပ်မဲ့လာလို့ပြောရမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးခင်ဗျာပထမဆုံးအနေနဲ့အလုတ်ကင်ကြောင်းပြောရအောင် Aries တွေဟာပုံမှန်ဆိုရင်အယမ်းမြန်ကျင်ကြသူတွေပါဒါပေမဲ့2026မတ်လမှာတော့အလုပ်တွေကတင်ဖြစ်စေခြင်းတလောက်မြ мян ဆန်ဆန်ပြီးမြောက်မှာမဟုတ်ပါဘူး။သတိထားရမှာကမတ်လ21ရက်အထိဗုဒ္ဓဟူးကျိုးနောက်ပြန်သွားတဲ့ Mercury retrograde အရှိန်ရှိနေတာကြောင့်စာရွက်စာတမ်းအမှားအယွင်းတွေဆက်သွယ်ရေးအလွဲအချော်တွေဖြစ်တတ်ပါတယ်။အကြံပြုချက်အနေနဲ့အရေးကြီးတဲ့လက်မှတ်ထိုးတာမျိုးတွေကိုမတ်လကုန်ပိုင်းလောက်မှလုပ်တာပိုကောင်းပါတယ်။အခုချိန်မှာတော့အသစ်တွေစမ်းလုပ်တာထက်အဟောင်းတွေကိုပြန်စစ်ဆေးနေရမယ့်အချိန်ပါပဲ။ငွေကြေးပိုင်းမှာတော့လအစမှာအဝင်ထွက်မျှတနေပါလိမ့်မယ်။ဒါပေမဲ့မတ်လလယ်ပိုင်းမှာမထင်မှတ်ထားတဲ့အသုံးစရိတ်တွေရှိလာနိုင်ပါတယ်။အထူးသဖြင့်အိမ်ပြင်တာကားပြင်တာဒါမှမဟုတ်ကျန်းမာရေးအတွက်သုံးရတာမျိုးတွေကြုံရတတ်ပါတယ်။စိတ်လိုက်မှန်မှဝယ်ယူတာမျိုးကိုဒီလထဲမှာအတက်နိုင်ဆုံးထိန်းချုပ်ဖို့လိုပါမယ်။အခြေရေးကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ single တွေအတွက်ကလူဟောင်းတငယ်ချင်းဟောင်းတွေနဲ့ပြန်ဆုံတတ်ပါတယ်။ဒါပေမဲ့အချစ်တစ်ထက်အတိတ်ကလူတွေနဲ့ပြန်ဆင်ပြေဖို့အခွင့်အလမ်းပိုများနေပါတယ်။လက်ရှိတဲ့လူတွေအတွက်ကတော့စကားပြောတဲ့အခါတစ်ဖက်လူရဲ့ခံစားချက်ကိုဂရုစိုက်ပေးပါ။စကားအပြောအဆိုလွဲမှားပြီးစိတ်ကောက်တာမျိုးတွေဖြစ်တတ်ပါတယ်။အနိုင်ယူဖို့ထက်နားလည်ပေးဖို့ကြိုးစားရမယ့်လားပါ။ကျမ်းမာရေးမှာတော့ Aries တွေဟာဒီလမှာစိတ်ဖိစီးမှုကြောင့်အိတ်မပြောတာခေါင်းကိုက်တာမျိုးဖြစ်နိုင်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါဒီလအတွက်အဆောင်ရောင်ပြောမယ်ဆိုရင်ကံကောင်းစေမဲ့အယောင်ကအနီဖြော့ရောင်ဒါမှမဟုတ်ရွှေရောင်ဖြစ်ပြီးတင့်ကိုစွမ်းရင်တစ်တွေပေးပါလိမ့်မယ်နေကောင်းရက်တာအနေနဲ့အင်္ဂါနေ့နဲ့တောက်ကြနေ့တွေမှာအရေးကြီးကိစ္စတွေကိုစီစဉ်ပါခြုံငုံပြီးပြောရရင်တော့2026မလဟာ Aries တွေအတွက်ခြေလန်းတလန်းဆုပ်ပြီးရှေ့ကိုနှစ်လန်းခုန်ဖို့ပြင်ဆင်ရမယ့်လပါပဲအလင်းမလိုပါနဲ့အရာအလုံးကအချိန်တန်ရင်အဆင်ပြေသွားမှာပါဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ share လုပ်ပေးခဲ့ပါဦးနောက်ထပ်ရာသီခွင် hostel တွေကိုလည်းတင်ပေးသွားဦးမှာမို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့အားလုံးပဲကံကောင်းကြပါစေ